အားလုံးပဲမင်္ဂလာပါဗျဖိုးဖိုးတီးမြန်မာ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ယခုတင်ဆက်ပြီးမှာကတော့ကမ္ဘာ့ဖလားပွဲကွာတာဖိုင်နယ်မှာထိတိုက်ရင်ဆိုင်ရမယ်ဇူလိုင်လ17ရက်နေ့မနက်တနာရီဝန်းမှာရှင်ပြိုင်ကစားမယ်စပိန်နဲ့ဘယ်ဂျီယန်တို့ပွဲစဉ်ကိုပွဲကြို37လေးလုပ်ပြီးသွားမှာဖြစ်ပါတယ်ပထမဆုံးစပိန်အသင်းအကြောင်းကိုပြောရရင်ပေါ်တူဂီနဲ့ပွဲမှာမီကေးမိုရီနိုနဲ့လူရဲ့နောက်ကျကူနဲ့စပိန်တို့ဒီစင်ကိုရောက်ရှိလာတာဖြစ်ပါတယ်တိုက်စစ်ကကိုသွင်းထားပြီးခန်းသစ်ကတကူမှပေးထားခြင်းမရှိသေးပါဘူးဒါကြောင့်စပိန်တို့ခန်းသစ်ကောင်းနေတာသိသာပါတယ်ဘယ်ဂျီယန်အသင်းကတော့32သင်းအဆင့်မှာစီနီဂေါအသင်းနဲ့ခက်ခက်ကဲနောက်ကလိုက်ကစားခဲ့ရပြီး16သင်းအဆင့်မှာတော့အင်ရှင်အမေရိကန်ကိုကိုပြတ်သွင်းထားပြီးခြေတန်းပြကစားထားပါတယ်တိုက်စစ်က73ဂိုးရပြီးခန်းသစ်က9ဂိုးပဲပေးထားရပါတယ်ဒီပွဲမှာစပိန်ကဂိုးစောစီးသွားရသွားရင်တော့စပိန်တို့ထိန်းကန်သွားမှာပါဘယ်ဂျီယန်တို့ဂိုးရင်ရအောင်သွင်းမှာအခြေအနေကောင်းမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီပွဲဒီမှာစပိန်အသင်းကိုရအောင်သွင်းပြီးဆီမီဖိုင်နယ်တက်သွားမယ်လို့သုံးသပ်တင်ပြပေးကြပါတယ်ဘရာသာတို့ရဲ့အကြိုက်ကိုလည်းကွန်မန့်မှာမှန်သွားခဲ့လို့ရပါတယ်ဗျကျွန်တော် channel ကို like and subscribe လုပ်ပြီးအားပေးလို့ရပါတယ်ဗျနောက်ထပ်ပွဲဒီမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ